1895 ခုနှစ်ပထမတရုတ်ဂျပန်စစ်ပွဲပြီးမှရှင်မင်းဆက်ဟာရှီမိုနိုဆေဂီစာချုပ်အရထိုင်ဝမ်ကျွန်းကိုဂျပန်အင်ပါယာလက်ထက်အပြီးပိုင်လွှဲပြောင်းပေးခဲ့ရပါတယ်။ဂျပန်တွေကထိုင်ဝမ်ကျွန်းပေါ်ကတဘာဝတယံဇာတတွေကိုလိုချင်တာကြောင့်ကျွန်းကိုအပိုင်သိမ်းယူနေကြတာဖြစ်ပါတယ်။ဒါကြောင့်ဂျပန်စစ်တပ်ဟာကျွန်းပေါ်ကမြို့တွေရွာတွေကိုတစ်ခုပြီးတစ်ခုလိုက်သိမ်းနေပါတယ်။သူတို့ကိုခုခံတဲ့နေကန်တွေကိုတော့ပြင်းထန်ရက်ဆက်စွာပဲနှိမ်နင်းပစ်ပါတယ်။ထိုင်ဝမ်ကျွန်းရဲ့တောင်တန်းဒေသတွေပေါ်မှာတော့စီးတစ်လို့ခေါ်တဲ့လူမျိုးစုတွေနေထိုင်ကြပါတယ်။သူတို့ဟာအမဲလိုက်ချင်းနဲ့အတံမွေးကြပြီးသူတို့ရိုးရာအရရန်သူခေါင်းကိုဖျက်ပြီးအိမ်မှာဂုံယူစွာနဲ့တိတ်ထတတ်ကြတဲ့သူတွေဖြစ်ပါတယ်။အဲ့ကမဟီဘူးဆိုတဲ့ရွာကိုတော့လူမျိုးစုခေါင်းဆောင်ရူဒေါလူဟီဆိုတဲ့လူကအုပ်ချုပ်ပါတယ်။ရူဒေါလူဟီရဲ့တားဖြစ်သူမိုနာရူဒါကတော့တစ်ချိန်ခေါင်းဆောင်ဖြစ်လာမယ်လို့ဖြစ်ပါတယ်။ဂျပန်တွေဟာကျွန်းပေါ်ကမြို့တွေရွာတွေကိုနယ်မြေရှင်းလင်းလုပ်ရင်နောက်ဆုံးတော့စီးတစ်လူမျိုးတွေနေထိုင်တဲ့ဝူရှီဒေသကိုရောက်လာခဲ့ပါတော့တယ်။ဂျပန်တွေရောက်လာတဲ့အခါမှာတော့ဒေသခံစီးတစ်လူမျိုးတွေဟာအပြင်းထန်ကိုခုခံကြပါတော့တယ်။သူတို့ကနယ်မြေကျွမ်းကျင်ပြီးတော့တန်ပါဖြက်လက်ကြတယ်လို့တိုက်ရိုက်ခိုက်ရလဲကောင်းတော့ဂျပန်တွေဘက်ကအကြဆုံးများပြီးအလူးလဲခံရပါတယ်။နောက်တော့ဂျပန်စစ်ဗိုလ်တွေကစီးတစ်လူမျိုးချင်းချင်းကိုရန်တိုက်ပေးပြီးတော့လူသူလက်နက်အသားလုံးအင်အားနဲ့စီးတစ်ဒေသတွေကိုတိမ့်တိုက်ခဲ့ကြပါတယ်။စီးတစ်လူမျိုးတွေဟာစစ်ရှုံးသွားတော့ဂျပန်တွေရဲ့အုပ်ချုပ်မှုအောက်ကိုရောက်သွားခဲ့ပါတယ်။အဲ့ကနေနှစ်20လောက်ကြာသွားတဲ့အခါမှာတော့ဂျပန်တွေဟာဝူရှီဒေသကိုပြုပြင်ပြောင်းလဲရေးများစွာလုပ်ခဲ့ပြီးဖြစ်ပါတယ်။ဂျပန်တွေဟာဒေသကိုတိုးတက်ပြောင်းလဲအောင်လုပ်ပေးမယ်လေဒေသခံစီးတစ်မျိုးနွယ်တွေကိုတော့အရင်ဆိုင်လိုသဘောထားပြီးဖိနှိပ်အုပ်ချုပ်ပါတယ်။သူတို့ကိုခွဲခြားဆက်ဆံပြီးတော့အမြဲအနိုင်ကျင့်ကြပါတယ်။ဒေသခံတွေကသူတို့ရဲ့ရိုးရာအမဲလိုက်ခြင်းကိုစွန့်လွတ်ပြီးဂျပန်တွေရဲ့အလုပ်တွေမှာလာစာနည်းနည်းနဲ့မတရားခေါင်းပုံဖြတ်အလုပ်လုပ်နေခဲ့ရပါတယ်။ဂျပန်တွေဟာမြို့တွေရွာတွေတိဆောက်ပြီးတိုးတက်အောင်လုပ်ခဲ့ကြပေမဲ့ဒေသခံမျိုးနွယ်တွေကတော့ဆင်းရဲနေကြဆဲဖြစ်ပါတယ်။ဒီနေ့မှာတော့မဟီဘူးရွာခေါင်းဆောင်မိုနာရူဒါရဲ့တာမင်္ဂလာဆောင်နေ့မှာအရာအလုံးဟာစတင်ခဲ့ပါတယ်။ဂျပန်အရေးအရာရှိကိုကြီးမာယိုရှီကိုဆိုသူကမင်္ဂလာပွဲကိုရောက်လာတော့ဒေသခံတွေကသူတို့ရိုးရာအတိုင်းအရက်တောက်ဖို့ခေါ်ရာကနေပြဿနာတက်ကြပြီးရဲရာရှိကိုကြီးမာယာရှိကိုယာသားတွေကဝိုင်းရိုက်လိုက်ကြပါတယ်။အဲ့တွေမကြခင်မှာရဲရာရှိကိုရိုက်နှက်မှုနဲ့မဟီဘူးရွာသားတွေဟာရှင်းလင်းပစ်ခံရမယ့်အခြေအနေကိုရောက်လာခဲ့ပါတယ်။အဲ့ချိန်မှာခေါင်းဆောင်မိုနာရူဒါဟာခေါင်းကုန်းခံပြီးတော့သူတို့ရွာကိုရှင်းပစ်တာခံမလားဒါမှမဟုတ်ပြန်လဲပုံကံမလားဆိုတာကိုဆုံးဖြတ်ရပါတော့တယ်။ငြိမ်ခံနေတော့တရွာလုံးတက်ခံရမှာဖြစ်ပြီးတော့ပုံကံရင်လည်းသေမဲ့အတူတူတော့သူတို့မျိုးနွယ်တွေရဲ့ဂုံတိတ်ခါကိုထိမ့်သိမ့်နိုင်မှာမို့ပုံကံဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒီလိုနဲ့တွေးကြွေးဆက်ပွဲလုံးမဲ့ရက်ကို1930ခုနှစ်အောက်တိုဘာလ29ရက်နေ့ဖြစ်သတ်မှတ်ခဲ့ကြပါတယ်။အဲ့ဒီနေ့မှာဂျပန်တွေရဲ့အားကစားပွဲတော်ရှိပြီးတော့ဒေသတစ်ခုလုံးမှာရှိတဲ့ဂျပန်တွေအားလုံးတနေရာတဲကိုရောက်ရှိနေကြမှာဖြစ်ပါတယ်။မိုနာရူဒါဟာသူတို့မျိုးနွယ်တွေရဲ့တခြားရွာတွေကိုပါလိုက်ပါစီယုံစေပြီးတော့ပုံကံဖို့ကိုအကောင့်တွေပေါ်ကြပါတော့တယ်။တွေးကြီးဆက်တဲ့နေ့ရောက်တဲ့အခါမှာတော့အရင်ဆုံးဂျပန်ရဲစခန်းတွေကိုရှင်းလင်းပြီးတော့ပြင်ပအဆက်တွေအားလုံးကိုဖျက်တောက်ပစ်လိုက်ပါတယ်။နောက်တော့အားကစားပွဲတော်မှာရှိတဲ့ဂျပန်တွေအားလုံးကိုတိုက်ခိုက်တပ်ဖြတ်ကြပါတော့တယ်။နှစ်20လုံးလုံးဖိနှိပ်ခံလာခဲ့ရသမျှအမုန်းတွေကိုအဲ့ဒီနေ့မှာပဲတွေးကြီးဆက်ကြပါတော့တယ်။ဂျပန်တွေဟာမထင်မှတ်တဲ့အချိန်မှာအနိုင်မိသွားတာမို့ဘာမှတုံ့ပြန်ချိန်မရလိုက်ပဲမိမကလေးတွေပါမချမ်းအကုန်လုံးတပ်ဖြတ်ခံလိုက်ရပါတယ်။ဒီလိုနဲ့တွေးကြွေးဆက်ပွဲကြီးဟာဂျပန်လူမျိုး134ဦးသေဆုံးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်မကြခင်မှာစီးတစ်လူမျိုးတွေဟာရှင်းလင်းတုတ်တင်ခံရတော့မှဖြစ်ပါတယ်။ဂျပန်တွေပြန်လဲတိုက်ခိုက်မှုကိုတော့အပိုင်း2မှာဆက်လက်တင်ပြသွားမှာမို့ကျွန်တော် channel ကို follow လုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုလိုက်ပါရစေဗျ။အားလုံးပဲ2K ပြန်လာခဲ့ပါဦးမယ်။